ဒါဘလို့တရားစကားမျိုးလေးပြောခြင်းတော့ဆိုတော့တရားဘာဝနာအလုပ်အားထုတ်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်လမ်းပြပြုနိုင်မဲ့အထောက်အကူလည်းပဲများစွာပြုနိုင်မဲ့ဂါထာတော်လေးတစ်ပုဒ်မှတ်သားရတာလည်းလွယ်တယ်အနှစ်သာရလည်းပြည့်ဝတယ်လို့ခံစားရတယ်အဲ့ဒီဂါထာတော်လေးကိုနာယူမှတ်သားကြည့်ရအောင်နော်ကုံဘူပမံကာယမိမံဝိရိတဝါနဂရုပမံစိတ်တမိတံထပိတဝါယောဒေထမာရံပညာဥရေနဇိတင်္စရခေအနိဝေတနောတိယကုံဘူပမံကာယမိမံဝိရိတဝါဤခန္ဓာကိုယ်ကြီးကိုကွဲပြက်လွယ်တဲ့မြေအိုးတစ်လုံးလို့နားလည်ပြီးတော့နဂရုပမံစိတ်တမိတံထပိတဝါမိမိရဲ့စိတ်ကိုကြတော့ခိုင်မာတောင့်တင်းတဲ့မြို့ကြီးတစ်ဖွဲ့ပြုလုပ်ပြီးတော့ယောဒေထမာရံပညာဥရေနအမှန်ကန်သိမြင်နားလည်မှုဉာဏ်ပညာလက်နက်ကိုကင်ဆွဲပြီးတော့ရာဂဒေါသမောဟဆိုတဲ့ကိလေသာယန္တုကိုစစ်ထိုးရမယ်ဇိတင်္စရခေအောင်မြင်မှုရပြီဆိုရင်လည်းအဲ့ဒီအောင်မြင်မှုလေးတွေကိုပျက်စီးမသွားအောင်စောင့်ရှောက်ရမယ်အနိဝေတနောတိယအဲ့ဒီအောင်မြင်မှုရဲ့အပေါ်မှာตาယာရင်မှုပြီးတော့လည်းပဲမနေနဲ့တဲ့ပြည့်စုံတယ်ဒီဂါထာလေးကဘာဖြစ်လို့ဒီဂါထာလေးကိုမြတ်စွာဘုရားဟောတာတော့ဆိုတော့ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်အများစုတိထာနားလည်ထားကြတာအလွန်များတဲ့မေတ္တာတုတ်ပရိတ်မေတ္တာတုတ်ပိဟောတာဘာကြောင့်မြတ်စွာဘုရားဟောတာတော့အလုံးကြားဘူးလေနော်ယဟန်တော်တွေတောထဲသွားပြီးတော့တရားဘာဝနာကြိုးစားအထောက်ကြတာအဲ့ဒါသူတို့အမိပြုတ်ပြီးတော့နေတဲ့တောမှာရှိတဲ့တောဆောင်နတ်တွေသစ်ပင်ဆောင်နတ်တွေကဒီယဟန်တော်တွေကသီလနဲ့ပြည့်စုံတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီသစ်ပင်အောက်ကနေယဟန်တော်တွေဖြတ်သွားဖြတ်လာပြုတ်ပြီးဆိုရင်သူတို့ကအောက်ဆင်ဆင်ပေးရတယ်လို့ဆိုတယ်ဒါကကျုပ်တို့သိမသိနိုင်တဲ့စမ်းကြဲတဲ့ကိစ္စတစ်ခုပါနော်အဲ့တော့အဲ့ဒီနတ်တွေကဒီယဟန်တွေကိုအဲ့ဒီနာကိုမနေစေခြင်းတော့မနေစေခြင်းတော့ဘာလုပ်တုံဆိုတော့6လညအနံ့စိုးပေးတာတွေရှိတယ်အတန်စိုးကြီးတွေဖြစ်စေတာရှိတယ်တခါတလေထိတ်လန့်စရာကောင်းတဲ့ပုံသဏ္ဍာန်မျိုးမျိုးတွေပြတာတွေရှိတယ်ကြာတော့လည်းပဲကြောက်လို့မဟုတ်ပေမဲ့လို့စိတ်ကခြောက်ခြားလာစိတ်မချမ်းသာတဲ့အရာတွေပဲမြင်ရတယ်စိတ်မချမ်းသာတဲ့အရာတွေပဲကြားရတယ်ကြားလာတဲ့အခါကျတော့စိတ်ကတည်ငြိမ်မှုမရှိတော့အဲ့တော့အဲ့ဒီနတ်တွေပြုတာကအောင်မြင်တယ်လို့ပြောရမယ်ယဟန်တော်တွေပြန်ကြွသွားကြတယ်အဲ့ဒီနာမှာမနေနိုင်ဘူးအဲ့ဒါဝါတွင်းကြီးကိုပြန်သွားတော့မြတ်စွာဘုရားတွေရောက်တော့မြတ်စွာဘုရားအကြောင်းအကျိုးမေးကြည့်တဲ့အခါမှာအဲ့ဒီလိုသိရတော့မြတ်စွာဘုရားကအဲ့ဒီနေရာကိုပဲပြန်လွှတ်တယ်ဒါပေမဲ့လက်နက်အနေနဲ့ဘာတက်ဆင်ပေးလိုက်တယ်လဲဆိုတော့မေတ္တာတရားမေတ္တာထားပါမေတ္တာဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ထားလေးအဲ့ဒီစိတ်ထားလေးကိုများလာအောင်ကြိုးစားတာအထုတ်တာကိုမေတ္တာပွားတယ်ခေါ်တော့နော်အဲ့ဒါမြတ်စွာဘုရားအဲ့ဒီမှာမေတ္တာတရားနဲ့ပတ်သက်ပြီးတော့အကျေတုံဝဟောကြားတဲ့တရားဒေသနာအဲ့ဒါကိုမေတ္တာတုတ်ပိတ်ဆိုပြီးတော့ဘုန်းကြီးတို့ဘုရားဘာသာဝင်များရွတ်ဆိုကြတာပူဇော်ကြတာအလွန်များပါတယ်နော်တချို့ဆိုလို့ရှိရင်တရက်ကိုအခေါက်ပေါင်းဘလောက်ဆိုပြီးတော့ရွတ်ကြတာရှိတယ်ဘုန်းကြီးကတော့ရွတ်ဆိုတာထဲကိုယ်စိတ်ထဲမှာမေတ္တာဓာတ်တွေထက်ခါဖြစ်အောင်လုပ်တာကိုပိုးပြီးတော့သဘောကျတယ်ရသော်ဘုရားကလည်းမေတ္တာတရားတွေဖြစ်အောင်မေတ္တာစိတ်ဓာတ်တွေဖြစ်အောင်ပဲလုပ်ခိုင်းတာနော်ရွတ်ဆိုရင်းနဲ့မေတ္တာဓာတ်လေးတွေဖြစ်တယ်ဆိုရင်လည်းပဲကောင်းပါတယ်အဓိကရွတ်ဆိုဖို့ထက်မေတ္တာစိတ်ဓာတ်ကလေးတွေပို့ပြီးတော့များလာဖို့ကပို့ပြီးတော့ပဓာနာကြတယ်အဲ့ဒါမှသာလေသူကအကျိုးကျေးဇူးကကြီးမားရရှိ
အဲ့တော့မေတ္တာတရားပွားတယ်ဆိုတာလေးကိုဘဝမှာအလွန်ထိရောက်တဲ့ချမ်းသာတဲ့နေနည်းလို့နားလည်ပြီးတော့ကြိုးစားကြရတတိမေတ္တာဤနှဖြာလူရွာအစိတ်ဖြေရောဆိုတော့ဘုရားကြီးရေးထားလူတွေရဲ့စိတ်ထဲမှာအစိတ်တက်တယ်လို့ပျက်စီးမှုတွေဆင်းရဲမှုတွေပင်ပန်းမှုတွေနဲ့နှိမ့်ဆက်တဲ့အစိတ်လိုသဘာဝတရားတွေရှိတယ်အဲ့ဒီအစိတ်လိုသဘာဝတရားတွေဆိုတာဘာကိုပြောတာလဲဆိုတော့လောဘဒေါသမောဟတရားတွေကိုပြောတာအဲ့ဒါတွေကြောင့်ပဲပူလောင်ကြရတယ်ပင်ပန်းကြရတယ်ဆင်းရဲကြရတယ်အစိတ်တက်တယ်နော်စိတ်မှာအစိတ်တက်တယ်အဲ့ဒီလိုစိတ်နှလုံးမှာတက်နေတဲ့ဒီအစိတ်ကိုတတိရဲ့မေတ္တာရဲ့ဤတရားနှလုံးဖြင့်အစိတ်ဖြေပေးရမယ်တတိဟာအစိတ်ဖြေစေမေတ္တာဟာအစိတ်ဖြေစေတယောက်တည်းပင်စွန့်ရင်အပြီးနေလိုပြီးတတိဖြစ်တာနေအများတကာဆက်ဆံရမေတ္တာဘာမှအစဉ်ဖြေကောင်းလိုက်တာစာလေးတွေရောစတော်ဘုရားကြီးရဲ့ဂုဏ်ကျေးဇူးနော်တယောက်တည်းနေတဲ့အခါမှာအထူးသဖြင့်တတိလေးနဲ့ကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုအာယုံစိုက်ပြီးတော့နေခုယောဂီတို့အာထုတ်တဲ့ပုံစံမျိုးလေးနဲ့အနေများအောင်လေ့ကျင့်ရမယ်တယောက်တည်းပင်စွန့်အင်အပြည့်နေလိုပြီးတတိဖြစ်တာနေအများတကာဆက်ဆံရမေတ္တာပါမှအစဉ်ပြေကျွတ်တို့ကတယောက်တည်းနေနိုင်တဲ့နေလို့ရတဲ့အမျိုးလည်းမဟုတ်ဘူးဟုတ်လားကိုယ်ဘေးမှာကိုယ်ဝန်းကျင်မှာအဝန်းကျင်ဆိုတာရှိနေတယ်အဲ့ဒါလို့အများနဲ့နေထိုင်သွားလာပြောဆိုဆက်ဆံနေရတဲ့အနေအထားမျိုးမှာမေတ္တာမပါလို့အစဉ်ပြေမှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မေတ္တာတရားကိုလည်းပဲအလွန်မှအရေးပါတယ်တနည်းအားဖြင့်ကိုယ်တန်တာမှာမရှိရင်မဖြစ်လောက်အောင်ကိုအရေးကြီးတဲ့အရာတစ်ခုလို့အဲ့ဒါလို့နားလည်ပြီးတော့မေတ္တာတရားကိုလည်းပွားရမှာနော်အဲ့ဒါမြတ်စွာဘုရားကမေတ္တာသုတ်ပိတရားချီးမြှင့်အဲ့ဒါလေးလေ့လာကြည့်လိုက်အလွန်ပြည့်စုံပါတယ်မေတ္တာသုတ်ပိကနောက်ဆုံးတတ္တဝါတွေပေါ်မှာချမ်းသာစေခြင်းနဲ့အဲ့ဒီစိတ်ဓာတ်တွေများလာတဲ့ချိန်မှာစိတ်နှလုံးရဲ့ငြိမ်းအေးမှုချမ်းသာမှုအကျိုးရလဒ်တွေလည်းအများကြီးထွက်လာအဲ့ဒီတင်ကြည်နဲ့မနေဘဲနဲ့အဲ့ဒီမေတ္တာတရားကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့တည်ငြိမ်မှုငြိမ်းအေးမှုကိုအခြေခံပြီးတော့ဒါဟာပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဒါလည်းပဲတ attva ကိုချမ်းသာစေတဲ့စိတ်ကိုချမ်းသာစေတဲ့ကောင်းမြတ်တဲ့ဓာတ်သဘာဝတရားတစ်မျိုးလို့မေတ္တာကိုလည်းအဲ့လိုနားလည်ရမယ်ငါမေတ္တာသူမေတ္တာဆိုတဲ့အမြင်ကိုကျော်လွန်ရမယ်မေတ္တာဟာမေတ္တာပဲမေတ္တာဟာချမ်းသာစေတယ်ကောင်းမွန်စေတယ်အစဉ်ပြေစေတယ်မြင့်မြတ်တဲ့သဘာဝတရားမေတ္တာကိုပြောလို့ရှိရင်တစ်ဆက်တည်းဘုန်းကြီးတို့နားလည်စရာရှိတာကရုဏာမုဒိတာဥပေက္ခာကိုပါတွဲပြီးတော့နားလည်ဖို့ကြိုးစားရမယ်ဗြဟ္မဝိဟာရမြတ်သောနေခြင်းပေါ့နော်မြတ်သောနေခြင်းဆိုတာဘလို့စိတ်ကလေးနဲ့နေတာလဲဆိုတာလေးကိုကြည့်ပြီးတော့ပြောတာအဲ့ဒါဘုန်းကြီးကအဲ့ဒီစကားလုံးလေးကိုတိတိကျကျတွေးကြည့်ကျွတ်တို့စိတ်ကဘာတွေကိုတွေးပြီးတော့နေတာလဲလို့စီစစ်ကြည့်ရင်ကိုဝင်းကျင်မှာရှိတဲ့ကိုနဲ့နီးစပ်တဲ့လူတွေပေါ့လေအဓိကကတော့အဲ့ဒီကိုနဲ့သိတဲ့ထိစပ်နေတဲ့လူတွေအကြောင်းကိုတွေးရင်းနဲ့ပဲနေတာများတယ်ပြောရရင်သူများအကြောင်းခေါင်းနဲ့ထည့်ထားရင်းနဲ့ပဲနေတာများတယ်အဲ့လိုသူများအကြောင်းတွေးပြီးဆိုရင်ဘလို့စိတ်ထားနဲ့တွေးတာတော့ဆိုအလိုမကျမှုတွေနဲ့တွေးတာပိုများတယ်အလိုမကျမှုကဘာတော့ဒေါသပေါ့ဟုတ်လားတခါတလန့်အဲ့ဒီထဲမှာမနာလိုတာတွေပါမယ်ဝင်တိုတာတွေပါမယ်ဟုတ်တယ်မို့လားလူတွေအကြောင်းကိုတွေးတဲ့အခါမှာတနည်းအားဖြင့်လူတွေပေါ်မှာထားတဲ့ကိုယ့်ရဲ့သဘောထားကြီးကအလိုမကျမှုနဲ့ပူလောင်နေတယ်မနာလိုမှုဝင်တိုမှုနဲ့ယုံညံ့နေတယ်တွေးတော့တွေးတယ်လူတွေအကြောင်းကိုလူတွေအကြောင်းခေါင်းနဲ့ထည့်ထားတယ်ဘလို့နီးနဲ့ထည့်ထားဆိုမကောင်းသဖြင့်အတွေးတွေနဲ့ရောဆက်ပြီးတော့ထည့်ထားတယ်ဟုတ်လားတကယ်လို့သာဘုန်းကြီးတို့ဟာလူတွေအကြောင်းတွေးတဲ့အခါမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့မေတ္တာတရားလေးနဲ့တွေးမယ်ဆိုရင်တော့တွေးလို့မရဘူးလား
လူတွေအစင်မပြေဖြစ်နေတာလေးတွေငြိမ်းအေးသွားရင်ကောင်းပါပဲလူတွေရဲ့ပုံမှာဆင်းရဲဒုက္ခကလွတ်စေလို့တဲ့တနာကျင်တာတဲ့စိတ်နဲ့လည်းတွေးလို့ရတယ်လူတွေအစင်ပြေတာကိုပြေကြပါစေလို့ဝမ်းသာတဲ့စိတ်ကိုသားသမီးလေးအစင်ပြေရင်စိတ်ထဲမှာဝမ်းသာတယ်အဲ့ဒါကိုကကြည်နူးနေရတယ်အဲ့ဒါကိုကကုသိုလ်သဘောပဲတခြားသောတရားတွေကိုလည်းပဲသူတို့အစင်ပြေတဲ့အခါမှာကိုသားသမီးလေးအစင်ပြေတယ်လို့များသဘောထားနိုင်မယ်ဆိုရင်အစစ်မြင့်တဲ့မုရိဒာသဘောမျိုးဖြစ်သွားတယ်ဟုတ်တယ်မဟုတ်လားတခါကိုဝန်းကျင်ကလူတွေရဲ့ချမ်းသာခြင်းဆင်းရဲခြင်းကကိုယ်စိတ်ကိုတုန်လှုပ်မှုဖြစ်အောင်မလုံနိုင်ဖို့လည်းပဲဘုန်းကြီးတို့ရဲ့စိတ်ဓာတ်ခိုင်မာဖို့လိုမယ်သူတို့ဆင်းရဲသည်ဖြစ်စေသူတို့ချမ်းသာသည်ဖြစ်စေသူတို့ရဲ့ဆင်းရဲခြင်းချမ်းသာခြင်းကကိုယ်စိတ်ကိုလှုပ်ခတ်မသွားအောင်ဘုန်းကြီးတို့ကထိန်းနိုင်ရမယ်ဘယ်ရနဲ့ထိန်းမတုံးလို့မေးရင်ဥပေက္ခတရားနဲ့ထိန်းရတယ်နော်စိတ်ကတတ္တဝါတွေရဲ့ပုံမှာထားတဲ့သဘောထားကရေဘူးရသဘောအဖြစ်မြင့်မြတ်မနေဘူးเนาะအလိုမကျမှုနဲ့ကိုယ်သဘောထားကြီးကဆိုးနေတယ်မနာလုံဝန်တုံမှုတွေနဲ့လည်းသဘောထားကြီးကဆိုးနေတတ်တယ်အဲ့ဒီနေရာမှာဘာဝင်ယူမလဲလို့မင်းဗြဟ္မဝိဟာရနေရာဝင်ယူရမယ်မေတ္တာဟာတတ္တဝါတွေပေါ်မှာထားတဲ့မြင့်မြတ်တဲ့သဘောထားပဲတကယ်ကဟုတ်တယ်မဟုတ်လားကရုဏာဟာမြင့်မြတ်တဲ့သဘောထားမုဒိတာဟာမြင့်မြတ်တဲ့သဘောထားနောက်ဆုံးလိုအပ်လို့နော်မြင်မအောင်ကြိုးစားပြီးတော့တိဆောက်ရမယ်ဥပေက္ခတရားဟုတ်တယ်တခါတလေတတ္တဝါတွေရဲ့ပုံမှာမေတ္တာနဲ့အလုံးမဖြစ်တဲ့အခါမျိုးကရုဏာနဲ့အလုံးမဖြစ်တဲ့အခါမျိုးရှိတယ်ဥပေက္ခနဲ့မှကိုအလုံးဖြစ်မဲ့အခါမျိုးရှိတယ်အဲ့ဒီလိုအနေအထားမျိုးမှာဥပေက္ခအားနည်းပဲဆိုလို့ရှိရင်ဘုန်းကြီးတို့ရဲ့စိတ်ဟာလောဘဒေါသတို့ဖြင့်တုန်လှုပ်ရလိမ့်မယ်ပြိုလဲရလိမ့်မယ်တော့ကိုချစ်တဲ့လူတွေဆင်းရဲပြီဆိုရင်ဘယ်လိုနေတော့နော်စဉ်းစားကြည့်လိုက်လေအကိုမုန်းတဲ့လူတွေရဲ့ဆင်းရဲခြင်းချမ်းသာခြင်းဟာကိုယ်ဘယ်လောက်တုန်လှုပ်မှုပေးနေသတုံးတကယ်တမ်းကဥပေက္ခကိုနော်ကိုယ်တန်တန်မှာထုံငားခွင့်မရအောင်တားဆီးနေတာကချစ်ချင်းမုန်းခြင်းပါပဲတကယ်ကနော်ချစ်ချင်းမုန်းခြင်းမပါတဲ့ချစ်ချင်းမုန်းခြင်းမရှိတဲ့လူတွေရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဟာကိုယ်ကိုဘာတုန်လှုပ်မှုမှမဖြစ်စေဘူးချစ်ချင်းမုန်းခြင်းပါနေပြီဆိုလို့ရှိရင်တော့အဲ့ဒီလူတွေရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဟာကိုယ်ကိုအများကြီးတုန်လှုပ်စေတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘုန်းကြီးတို့ဘာနဲ့ထိမ့်မယ်တော့ဥပေက္ခနဲ့ထိမ့်ရနော်ဥပေက္ခကိုအများကြီးနားလည်ရမယ်အဲ့တော့ဥပေက္ခဆိုတာကတပါးသူတို့ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဟာသူတို့လှုပ်ထားတဲ့အကြောင်းတရားကြောင့်ဖြစ်ပေါ်နေတဲ့အကျိုးရလဒ်တစ်ခုဒါဟုဘယ်သူမှတားဆီးလို့မရနော်ဒီသဘာဝတရားကြီးကိုကဘလို့ဖြစ်ပါဘလို့မဖြစ်ပါနဲ့လို့ဝင်ရောက်ဆွတ်ဖက်ခြေလေလို့မရနိုင်ဘူးအဲ့ဒီဥစ္စာကိုဘုန်းကြီးတို့ကောင်းကောင်းနားလည်ရမယ်အဲ့ဒါလို့ကံကံရဲ့အကျိုးကိုကောင်းကောင်းနားလည်လေလေဥပေက္ခမြင်မလာလေလေပဲဟုတ်ပြီနော်အဲ့တော့ခုနတုန်းကမြတ်စွာဘုရားယဟန်တော်တွေကိုမေတ္တာတရားကိုပဲပေးလိုက်တာတော့မေတ္တာတရားရဲ့စွမ်းရည်တတ္တိကလည်းအလွန်မှကြီးမားတာဖြစ်တဲ့အတွက်ကြောင့်ဒါယဟန်တော်တွေကအဲ့ဒီပေးကိုသင်ယူပြီးတော့မေတ္တာပွားတာပေါ့တတ္တဝါတွေရဲ့ပုံမှာမေတ္တာထားတဲ့ဒီလုပ်ငန်းကိုတော့ကြီးကျယ်တဲ့လုပ်ငန်းတစ်ခုလိုသဘောထားပြီးတော့ဇောက်ချပြီးတော့လုပ်တဲ့အခါသူတို့ရဲ့စိတ်နှလုံးဟာမေတ္တာဓာတ်တို့ရဲ့ထုံမွမ်းခြင်းဖြင့်မြင့်မြတ်လာတယ်ငြိမ်းအေးလာတယ်အဲ့ဒီအရှိန်ကပတ်ဝန်းကျင်မှာရှိတဲ့နတ်တွေရဲ့စိတ်ရဲ့အပေါ်မှာလွှမ်းမိုးတယ်နော်စိတ်ဟာစိတ်ချင်းနော်ထိဆက်တဲ့သဘောအကျိုးသက်ရောက်မှုလွယ်လွယ်ကူကူကြီးကြီးမားမားဖြစ်တဲ့သဘောတွေရှိတယ်လို့မြင်တတ်ဖို့လိုတယ်ဟုတ်လားကိုယ့်ရဲ့ဒီလူရဲ့ပေါ်မှာမကောင်းတဲ့စိတ်ဓာတ်မကောင်းသည့်အားလျော်စွာအကျိုးသက်ရောက်မှုရှိတယ်အဲ့လိုပဲကောင်းတဲ့စိတ်ဓာတ်ကလည်းကောင်းသည့်အားလျော်စွာအကျိုးသက်ရောက်မှုရှိတယ်ခုမေတ္တာတရားအကျိုးသက်ရောက်မှုရှိတယ်ဘယ်လိုဖြစ်သွားအောင်ဆိုအပြောင်းလဲပြောင်းပြန်ဖြစ်သွားတယ်နော်နတ်တွေကမနေနိုင်အောင်လုပ်တဲ့အနေထားနေရာမှာအဆင်ပြေအောင်ကိုလုပ်ပေးတာမနေနိုင်အောင်လုပ်တဲ့နော်ဆိုးသွမ်းတဲ့ကိစ္စကိုရုပ်သိမ်းပေးုံမျှမကဘူးကောင်းမွန်တဲ့ကိစ္စကိုပါဆောင်ရွက်ပေးတာနော်ဒုက္ခမပေးုံနဲ့မကဘူးဒုက္ခပေးတဲ့အနေထားထိရောက်သွားတာအဲ့ဒါလေးကိုမြင်ရမယ်ခရီးဦးကြိုဆိုကြတာတွေတောင်ရှိတယ်တဲ့ဝေယဝဆလောက်တာတောင်ရှိတယ်တဲ့ဟုတ်လားစောတော်တုန်းကမနေနိုင်အောင်နှိပ်စက်တာတွေသူတို့မှလည်းမဖြစ်တော့တိခံမှုတွေလည်းဖြစ်သွားတယ်
စောတော်ဟာပြဿနာမဟုတ်ဘူးလို့လည်းမြင်သွားသလားမသိဘူးနော်ဒါကြောင့်မို့လို့ပြဿနာဖြစ်တယ်မဖြစ်ဘူးဆိုတာလည်းခက်ကြီးနော်ကိုယ်စိတ်ကမျက်နှိုးနေပြီဆိုလို့ရှိရင်အစအသိမခံနိုင်တဲ့အရာလည်းသိခံနိုင်သွားတာပဲဒီနတ်တွေရဲ့သဘောထားပြောင်းလဲသွားပုံကိုဘုန်းကြီးကတွေးမိလို့ပါသောသောတော်ကတော့ဘာတော့အလုံးရှုပ်တယ်သူတို့ကလေးတွေဘာတွေပါဆွဲပြီးတော့တစ်ပင်အောင်ဆင်းဆင်းပေးနေရတယ်ဆိုတော့သူတို့ကဒါကြီးကိုမလုပ်ချင်ဘူးသူချစ်မှမချစ်တာဟုတ်ဒီယဟန်တွေရဲ့ပုံမှာမေတ္တာမှမရှိတာဟုတ်မေတ္တာရှိလာပြီဆိုတော့လည်းပဲအဲ့ဒီလိုလုပ်ရတာသူတို့တွေအခက်အခဲလို့မမြင်တော့ဘူးအခက်အခဲလို့မမြင်တဲ့အပြင်ကောင်းတာတွေတောင်လုပ်ပေးတယ်လှုပ်ချင်တယ်ဆိုရင်လည်းဒီစိတ်ပဲမလှုပ်ချင်ဘူးဆိုတော့လည်းဒီစိတ်ပဲအဲ့တော့လှုပ်ချင်တဲ့စိတ်ကလေးဖြစ်အောင်ဘယ်သူကဆွတ်ဆောင်သွားတာတော့မေတ္တာတရားနော်အံ့ဩစရာနော်အဲ့တော့ဒီအချက်ကလေးတွေကိုဘုန်းကြီးတို့မြင်ရမယ်အများတကာဆက်ဆံရာမေတ္တာပါမှအစဉ်ပြေတဲ့ဟုတ်လားနော်အစဉ်ပြေသွားတယ်ပေါ့နော်အစဉ်ပြေသွားတဲ့အခါကျတော့တရားဘာဝနာအထုတ်တဲ့ကိစ္စမှာလည်းပဲအသားတက်လာတယ်ဉာဏ်ရည်ဉာဏ်သွေးမြင့်လာတယ်နားလည်မှုတွေကျပြန့်လာတယ်နှက်ဆိုင်လာတယ်စောတော်ကကြီးယူရိုရိတ်တိတ်လောက်သဘောပေါက်တဲ့ဟာလေးတွေကကြီးကြီးလင်းလင်းပြက်ပြက်သားသားသဘောပေါက်လာတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကစောတော်ကဂါထာလေးကိုလာဟောတာအဲ့ဒါတကူးနဲ့လာဟောတာဒီဂါထာလေးကဘုန်းကြီးများငယ်ငယ်ကအလွန်နှစ်ချိုက်လို့ခဏခဏဟောပြတဲ့တရားလေးတစ်ပုဒ်ပေါ့နော်တရားစဟောတာကဖျားပေးသောဥပမာများဆိုတဲ့ခေါင်းစဉ်လေးနဲ့ဟောထားနော်ဒီဂါထာလေးကတူတူလေး၄ချောင်းနဲ့ရယ်ဒါပေမဲ့သူ့ဟာကဥပမာတွေနဲ့ပြည့်ဒီချာလေးနားထောင်ကြည့်မယ်နော်ကုံဘူပမံကာယမိမံဝိဒိတဝါနဂရုပမံစိတ်တမိတံထပိတဝါယောဒေထမာရံပညာဟုဒေနဇိတင်္စရခေအနိဝေတနောတိယကုံဘူပမံကာယမိမံဝိဒိတဝါဣမံကာယံဤယုတ်ခန္ဓာကိုယ်ကြီးကိုကုံဘူပမံကွက်ပြက်လွယ်တဲ့မြေအိုးတစ်လုံးလို့ဝိဒိတဝါသိမြင်နားလည်ပြီးတော့နားလည်ထားရမယ်တဲ့သိထားရမယ်ဘယ်လိုသိထားမှာတော့အချိန်မရေကွဲသွားနိုင်တယ်ပြတ်သွားနိုင်တယ်ဘာခိုင်မာမှုမှမရှိဘူးဘာအာမခံချက်မှမရှိဘူးသူကအလွန်မှပျက်စီးလွယ်တဲ့သဘောလေးတဲတဲလေးနဲ့သွားနေတာပြောရရင်ကံအရှိန်အားကြီးလွန်းလို့ဘုန်းကြီးတို့မပြတ်တာပေါ့ကံအရှိန်ကအဓိကထောက်ပံ့ထားတာလို့ဘုန်းကြီးကတော့မြင်မိတယ်ဟောဆိုပြည့်ချင်လွယ်လွယ်လေးပဲတော့စေပညာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဆိုရင်ပို့ပြီးတော့နားလည်နိုင်တယ်ဒီစကားကိုဟုတ်လားအနည်းငယ်များသောဖောက်ပြန်မှုတေးသေးလေးနဲ့လည်းပဲသိဆုံးသွားနိုင်တယ်ဟုတ်တယ်မို့လားဒါကြောင့်မို့လို့ခန္ဓာကိုယ်ရဲ့အပေါ်မှာတကယ်ကိုနည်းနည်းဆိုင်ဆိုင်နားလည်ထားရမယ်အမှန်တရားတစ်ခုကဘာလဲဆိုတော့ပျက်စီးလွယ်တယ်ပျက်စီးလွယ်တယ်လို့မြင်ရတာဒီဟာရဲ့အပေါ်မှာသဘောထားကိုလုံးလုံးလေးရလေးရပြောင်းလဲသွားစေလိမ့်မယ်ဆိုရပါစို့ဘုန်းကြီးကထင်သာတဲ့ဥပမာလေးတစ်ခုပေးမယ်ဖုန်းတစ်လုံးသွားဝယ်တယ်ဝရဏဒီပါတာနဲ့ဝရဏဒီမပါတာကိုတန်ဖိုးထားရရင်တူလားအတူဟုတ်တယ်မဟုတ်လားအမကန်ချက်မရှိဘူးဆိုလို့ရှိရင်သူစိတ်မချဘူးလေစိတ်မချရတဲ့ခံစားချက်ကြီးရှိနေတဲ့အတွက်ကြောင့်ကိုပဲဒီပစ္စည်းရဲ့ပုံမှာကိုယ့်ရဲ့မျက်နှာမှုကအများကြီးလျော့ကျသွားပြီကိုယ့်ရဲ့တန်ဖိုးထားမှုကအများကြီးလျော့ကျသွားပြီဟုတ်တယ်မဟုတ်လားစိတ်ချရတဲ့အကိုင်တချို့ဆိုရင်ဘာရည်တဲ့ကျသွားရင်တော့ဘာမှမဖြစ်ဘူးတဲ့ဘလို့တဲ့ညာလို့တဲ့ဘလို့ခိုင်မာလာတဲ့ဆိုရင်ခိုင်နာမခိုင်နာကနောက်မှယုံကြည်မှုကတော့ဘလို့ဖြစ်နေပြီတော့ဟာဒါအရန်တန်ဖိုးရှိတယ်လို့စိတ်ကအဲ့လိုထင်သွားပြီအဲ့လိုပဲဘဝရဲ့ပုံမှာမသေးကြဘူးအာမခံချက်မရှိဘူးအချိန်မီမပြည့်စက်လက်ခဖြစ်သွားနိုင်တယ်လို့တကယ်မြင်ခြင်းဟာဘဝရဲ့ပုံမှာမမြင်တဲ့အဲ့ဒီလိုမမြင်တဲ့လူရဲ့သဘောထားမှုမျိုးနဲ့လုံးဝမတူဘူးဆိုတာကိုနားလည်နိုင်တယ်ဘလို့မတူတာတုံးလို့မင်းတန်ဖိုးထားမှုလျော့ကျသွားတော့နားလည်လားမသိဘူးဘုန်းကြီးပြောတာတန်ဖိုးထားမှုလျော့သွားတာနော်ဆိုရပါစို့1000လို့တန်ဖိုးထားတာနဲ့100လို့တန်ဖိုးထားတာနဲ့ပြတ်သွားတဲ့အချိန်မှာခံစားရတာဘယ်လောက်กว่าတော့10သားလောက်กว่าသွားမှာပေါ့1000လို့တန်ဖိုးထားတဲ့လူရဲ့ခံစားရတာနဲ့100လို့တန်ဖိုးထားတဲ့လူရဲ့ခံစားရတာက10သားလောက်လျော့သွားမှာပေါ့တကယ်လို့ဘုန်းကြီးတို့က3ညအဆင့်ထိလျှော့ချနိုင်မယ်ဆိုရင်တော့ခံစားမှုကလည်း3ညပဲဟုတ်လားကောင်းတယ်နော်ဒီဥစ္စာဒါကြောင့်မြတ်စွာဘုရား
လောကကိုတုံညလို့မြင်လို့ရှိရင်သေခြင်းတရားမင်းတို့မြင်မှာမဟုတ်ဘူးဘယ်တော့မှမြင်ရတော့မှာမဟုတ်တော့ဆိုလိုတာမသေးတော့ဘူးလို့ပြောတာဘဝကိုတုံညလို့မြင်ရင်တုံညလို့မြင်နေတဲ့အရာရဲ့ပုံမှာလိုချင်တယ်ရချင်တယ်ဆိုတော့လောဘဖြစ်လို့ကိုမရအောင်လောဘမဖြစ်လို့ဘဝမဖြစ်ဘူးဘဝမဖြစ်တော့မသေးရဘူးဒါကြောင့်မလို့တုံညကိုမြင်ရင်မင်းတို့ဘယ်တော့မှသေရမှာမဟုတ်ဘူးလို့အထာလေးနဲ့မြတ်စွာဘုရားဟောတာဟုတ်လားဒါကြောင့်ကိုယ့်ဘဝရဲ့တုံညသဘောကိုနီးနီးဆက်ဆက်မြင်နိုင်အောင်မြေအိုးတစ်လုံးလိုကွက်ပြက်လွှဲတယ်ဆိုတာလေးကိုဘာလို့အောင်တော့သဘောပေါက်ရမယ်တုံညအထိမမြင်အောင်တောင်မှအရန်ကြီးလွန်လွန်ကဲကဲမှားမှားယွင်ယွင်တန်ဖိုးထားနေတဲ့အနေအထားမျိုးကြီးကတော့မဖြစ်သင့်ဘူးလေအဲ့လိုဆိုရင်ဘာဖြစ်မှာတော့ထိခိုက်ပြီဆိုတာနဲ့တခုခုဖြစ်ပြီဆိုတာနဲ့အကြီးအကျယ်ထိခိုက်ရလိမ့်မယ်ဒါကြောင့်လောဘရဲ့အပြစ်ကိုပြောတဲ့နေရာမှာမြတ်စွာဘုရားအလိုတော်ကြရှင်သာရိပုတ္တရာဒေဝရဟသုတ်တံမှာဟောထားတယ်မင်းတို့မြတ်စွာဘုရားရဲ့အယူဝါဒဘာလဲလို့တကယ်လို့များဘာသာကြားတွေကမေးခဲ့မယ်ဆိုလို့ရှိရင်သန္နရာဂဝိနယခာယေလောဘပယ်ရှားခြင်းကိုဟောပြတဲ့လောဘပယ်ရှားရေးကိုဟောပြတဲ့အယူဝါဒရှိတယ်လို့ဖြေလိုက်ပါတယ်ဟာဘယ်ဟာရဲ့ပုံမှာဖြစ်နေတဲ့လောဘကိုပယ်ရမှာတော့ခန္ဓာ၅ပါးဘဝရဲ့ပုံမှာဖြစ်နေတဲ့လောဘကိုပယ်ရမယ်လို့ဖြေရမယ်ဟာလောဘမှာဘာအပြစ်ရှိလို့လောဘကိုပယ်ဖို့ပြောရတာတော့ဟာလောဘမကင်းဘူးမျက်နှိုးမှုမကင်းဘူးဆိုရင်သူမျက်နှိုးတဲ့အရာပျက်စီးပြီဆိုတာနဲ့အဲ့ဒီလူစိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်ကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုကြုံရလိမ့်မယ်အဲ့ဒီအပြစ်ရှိတယ်ဟောအယံတဘာဝကြတယ်နော်လောဘကိုပယ်ရှားရင်ဘာအကျိုးရှိလို့လောဘကိုပယ်ရှားဖို့ပြောရတာတော့လောဘမရှိတဲ့ပုဂ္ဂိုလ်တွေ့တာမှုနော်မမောမှုကင်းတဲ့ပုဂ္ဂိုလ်ဟာဘာတွေဘလို့ပျက်စီးလို့မှသူ့မှာစိတ်ထိခိုက်စရာအကြောင်းမရှိဘူးတဲ့ဒါလက်တွေ့မြင်နိုင်တာလေးကိုပြောတာဟုတ်လားအခုလည်းပဲဘုန်းကြီးကအဲ့ဒါလေးကိုရည်ရွယ်ပြောတာနော်ခန္ဓာကိုယ်ကြီးကိုမြေအိုးတစ်လုံးကွက်ပြက်လွယ်တယ်မသေးကြဘူးအမှန်ကန်ချက်မရှိဘူးအဲ့ဒီအခြေအနေကိုပို့ပြီးတော့နားလည်အောင်ဘုံဘုံတို့လှုပ်လေးလေးသူ့ရဲ့တန်ဖိုးမဲ့ပုံကိုပို့ပြီးတော့မြင်လေးလေးတန်ဖိုးမဲ့တာကိုမြင်လေးလေးတန်ဖိုးထားမှုကလည်းရောကြလေးလေးဘာအကျိုးရှိမယ်တော့လောဘနယ်တဲ့အကျိုးရှိမယ်နှပြက်သွားပြီတခုခုဖြစ်ပြီဆိုတဲ့အခါမှာလည်းထိခိုက်မှုနည်းသွားမယ်ပေါ့နော်ဒါလေးကိုမျှော်ကိုပြီးတော့နားလည်အောင်လုပ်မယ်ဆိုတာလေးရှိရမယ်နော်ကုံဘူပမံကာယမိမံဝိရိတဝါနဂရုပမစိတ်တမိတံတပိတဝါတဲ့ဟောနောက်တစ်ပိုက်လာတယ်နဂရုပမစိတ်တမိတံတပိတဝါစိတ်ကိုကြတော့တဲ့အလွန်ခိုင်မာတဲ့မြို့ကြီးတစ်မြို့လိုဖြစ်အောင်လုပ်ရမယ်တဲ့သူ့တော့မဖြစ်အောင်လုပ်ခိုင်းတာစောတော်တုံးဟာကနားလေခိုင်းတာမတူဘူးနော်ခန္ဓာကိုယ်ကြီးကိုတော့ကွက်ပြက်လွေတဲ့သဘောလို့အမှန်တိုင်းနားလေအောင်ကြိုးစားမကွဲအောင်လည်းလုပ်လို့မရဘူးမပြည့်အောင်လည်းလုပ်လို့မရဘူးသူကြတော့နားလေမှုရှိဖို့ပဲဘုန်းကြီးတို့ကြိုးစားရမှာနော်စိတ်ကိုကြတော့သူဟာမဖြစ်အောင်လုပ်ခိုင်းတယ်ဘလို့ဖြစ်အောင်လုပ်ခိုင်းအောင်ဆိုခိုင်မာအောင်လုပ်ခိုင်းတယ်ဥပမာဘလို့ပေးတာဆိုမြို့ကြီးတစ်မြို့နော်ဘေးရန်သူမှဝင်ပြီးတော့ဖြစ်စီလို့မရဘူးခိုင်မာတဲ့လုံခြုံတယ်တိုက်စစ်ရောခံစီရောကာကွယ်ရေးစနစ်တွေအပြည့်အဝပြည့်စုံတဲ့မြို့ကြီးတစ်မြို့ဟုတ်လားအဲ့လိုပဲစိတ်ကိုဘုန်းကြီးတို့ခိုင်မာအောင်လုပ်ရမယ်စိတ်ကိုခိုင်မာမလုပ်ဘူးဒီစိတ်ကပြော့ညံ့တယ်ဆိုလို့ရှိရင်တော့လောကရန်လှိုင်းပုတ်တိုင်းဒီစိတ်ဟာရင်းရံရလိမ့်မယ်ဟုတ်လားလောကရန်လှိုင်းကလည်းပဲအကြီးကြီးတွေကိုမှလောကရန်လို့နော်အမှတ်မှားတာကြီးကိုအစွဲကြီးနဲ့အဲ့လိုကြီးဆက်ပြီးတော့မမှတ်နဲ့နော်လောကရန်ကအချိန်တိုင်းတွေ့နေတာလောကရန်တရား၈ပါးရှိတယ်လာဘောအလာဘောယတောအယတောနေနာပတန္တဒုက္ခဒုက္ခဟုတ်လားအဲ့ဒီထဲမှာလောကရန်တရားနဲ့မတွေ့ဘဲနဲ့ကင်းလွတ်နေတဲ့အချိန်ဟာဘယ်အချိန်ရှိသလဲလို့စဉ်းစားကြည့်လိုက်အ ਨੇ ဆုံးတော့ဒုက္ခသို့မဟုတ်ဒုက္ခထဲမှာအကျုံးဝင်တာများတယ်အဲ့တော့ဘုန်းကြီးတို့ကလောကရန်ဆိုတဲ့စကားလုံးကိုဘယ်နေရာမှာပဲသုံးကြတာလဲဘယ်နေရာမှာပဲလောကရန်လို့နားလည်ကြတာလဲလို့မေးရင်ဘဝရဲ့ကြီးမားတဲ့အချိုးအကွေကြီးတွေအကောင်ဆိုးကြီးမားပြောင်းလဲသွားတယ်အများကြီးကောင်းသွားတယ်အများကြီးဆိုးသွားတယ်အဲ့လိုနေရာမျိုးမှသာနဲ့လောကရန်လို့ဘုန်းကြီးတို့ကမှတ်ထင်ကြတာသုံးကြတာတကယ်ကလောကရန်ဆိုလောကဓမ္မလောကထဲမှာနေတဲ့လူတွေဘယ်သူမှမလွဲမရှောင်နိုင်တွေ့ရမယ်သဘာဝမို့သူ့ကိုလောကရန်လို့ခေါ်တာဟုတ်လားအဲ့ဒီလောကရန်တရားကကြီးတာနဲ့သေးတာပဲခေါ်တယ်တကယ်တမ်းကအမြဲတမ်းတွေ့ရတယ်အဲ့ဒါလို့တွေ့ပြီဆိုတာနဲ့ဘုန်းကြီးတို့ရဲ့စိတ်ဟာခိုင်မာအောင်လုပ်မထားတဲ့အတွက်ကြောင့်ရှင်းကျက်အောင်တိဆောက်မထားတဲ့အတွက်ကြောင့်လောဘဖြစ်ခြင်းဒေါသဖြစ်ခြင်းဖြင့်တုန်လှုပ်ရတယ်နော်
ဘုန်းကြီးတို့မင်္ဂလာတရားတွေထဲမှာနောက်ဆုံးအဆင့်အမြင့်ဆုံးမင်္ဂလာဗုဒ္ဓတ္တလောကဓမ္မိဟိစိတ်တံယတ္တနာကံပတိအသောကံဝိရဇံခေမံဧတံမင်္ဂလမုဒ္ဓမံဒီဂါထာလေးမျိုးကြတော့ရလဲရတဲ့နဲ့ရွလဲရွတဲ့နဲ့အဓိပ္ပာယ်ကလည်းသိဖို့လွယ်တယ်လေပြီးတော့လွယ်တဲ့အပြင်သိလိုက်ပြီဆိုရင်ကိုယ်စိတ်ကိုတော့ကြီးကြီးမားမားထိမ့်သိမ့်နိုင်ဖို့အတွက်သတိပေးရလဲသူကရောက်တယ်ယဟန္တာတွေရဲ့စိတ်ဟာအကောင်းဆုံးလောကဓာတ်အမျိုးမျိုးနဲ့တွေ့လာတဲ့အခါမှာဘာစိုးရိမ်မှုမှမရှိဘူးအဲ့ဒီအတွေ့အကြုံတို့ကြောင့်သူ့ရဲ့စိတ်မှာဘာလောဘဒေါသအညစ်အကြေးမှတင်သွားတာမရှိဘူးဘာဘေးဘာရန်မှဖြစ်သွားတာလည်းမရှိဘူးနော်နာကံပတိမတုံလို့ဘူးအတောကံစိုးရိမ်မှုမရှိဘူးဝိရဇံကိလေသာမြူတင်တာလည်းမရှိဘူးခေမံဘာဘေးအန္တရာယ်မှဖြစ်တာလည်းမရှိဘူးဘလောက်အားကြတဲ့အကောင်းတော့အဲ့ဒါဟာမင်္ဂလာတရားထဲမှာအမြင့်ဆုံးမင်္ဂလာပဲဒါဘုန်းကြီးတို့ပုထုဇဉ်တွေမှာအဲ့ဒီမင်္ဂလာအပြည့်အဝတော့မရနိုင်ဘူးသို့တော့ကိုယ်အတိုင်းတာလေးနဲ့ကိုယ်အထွာလေးနဲ့ကိုတော့ရအောင်လုပ်လို့မရဘူးလားရတယ်နော်အကြီးအကျယ်လှုပ်ခတ်သွားတာမျိုးမဖြစ်စေရဘူးကောင်းခြင်းဆိုခြင်းအမျိုးမျိုးကြောင့်အကြီးအကျယ်လှုပ်ခတ်သွားတာမျိုးမရှိသေးရဘူးခုဘုန်းကြီးတို့ကခက်တယ်အကောင်းအဆိုးအကြီးကြီးတွေ့ရင်တုံ့လုံးမှုကအကြီးကြီးအကောင်းအဆိုးအလတ်စားဆိုရင်လည်းတုံ့လုံးမှုကအလတ်စားအကောင်းအဆိုးကသေးသေးလေးဆိုရင်တုံ့လုံးမှုကလည်းအသေးလေးလိုက်နေဟုတ်တယ်မဟုတ်လားတခါတလေဘလို့တောင်ဆိုးနေတုံးဆိုတော့အကောင်းအဆိုးကတွေ့တာသေးသေးလေးဒီမှာလှုပ်ခတ်နေတာအကြီးကြီးဖြစ်နေတယ်နော်တချို့ဆိုလို့ရှိရင်ဒီအကောင်းအဆိုးသေးသေးလေးကိုလောကရန်လို့ကိုမတွေးမိပဲနဲ့အဲ့ဒီအသေးလေးမှာပဲကြာရှုံးနေကြတာကြီးပဲများပါလေလောကရန်အကြီးတွေ့ရင်မပြောတော့နဲ့နော်ခုနေ့စဉ်ဘုန်းကြီးတို့အလိုကြတဲ့ကိစ္စနော်အလိုမကြမှုနဲ့တုံ့ပြန်နေတာအလိုကြမှုနဲ့တုံ့ပြန်နေတာတွေအကုန်လုံးဟာအကြီးကြီးတွေအပေါ်မှာတုံ့ပြန်နေတာလားအသေးလေးတွေပေါ်မှာတုံ့ပြန်နေတာအသေးလေးတွေပေါ်မှာတုံ့ပြန်တာနော်အသေးလေးတွေကိုမနိုင်ဘူးဆိုတော့အကြီးကြီးဆိုတာတော့စကားတဲ့ကိုပြောလို့မရတော့ဘူးတေချာပေါက်ရှုံးပါပဲဟုတ်လားတေချာပေါက်ရှုံးပါနော်ဒါကြောင့်မြတ်စွာဘုရားမရှုံးစေခြင်းလို့ကိုယ့်ရဲ့စိတ်ကိုခိုင်မာတဲ့မြို့ကြီးတစ်မြို့လို့ဖြစ်အောင်လှုပ်ထားရမယ်လို့ဥပမာပေးတာနော်ခန္ဓာကိုယ်ကိုကြတော့အာမခံခြင်းမရှိမသေးကြမရေရတဲ့သဘောအချိန်မီကွဲနိုင်တဲ့မြေအိုးတစ်လုံးလိုနားလည်ထားရမယ်စိတ်ကိုကြတော့တုံလုံးမှုမရှိတဲ့ခိုင်မာတောင့်တင်းတဲ့မြို့ကြီးတစ်မြို့လိုဖြစ်အောင်တည်ဆောက်ထားရမယ်တဲ့ဆက်ပြီးတော့ပြောတဲ့စကားကလည်းဥပမာနဲ့ပဲနော်ကုံဘူပမံကာယမိမံဝိရိတဝါနဂရုပမံစိတ်တမိတံထပိတဝါယောဒေထမာရံပညာဥဒေနယောဒေထစစ်ထိုးကြကုန်လောစစ်တိုက်ကြကုန်လောနော်ပညာဥဒေနပညာအာဟုရဆိုတာလက်နဲ့စစ်တိုက်တယ်ဆိုတာလက်ကြီးတိုက်လို့ရတာမဟုတ်ဘူးနော်လက်နဲ့ကင်ဆွဲပြီးတော့တိုက်ရမယ်ဘာလက်နဲ့ကိုကင်ဆွဲရမှာတော့ဆိုတော့အမှန်ကန်သိမြင်နားလည်မှုပညာလက်နဲ့ကိုကင်ဆွဲရမယ်ယောဒေထမာရံပညာဥဒေနဘယ်သူ့ကိုတိုက်ရမှာတော့ဆိုတော့မာရံမှန်ကိုတိုက်ရမယ်စစ်ထိုးရမယ်ပညာလက်နဲ့ကိုကင်ဆွဲပြီးတော့ဘယ်သူ့ကိုတော့ဆိုတော့မာရမှန်ကိုအဲ့တော့မှန်ကသူကနှစ်မျိုးရှိတယ်မာနကိုရေးတဲ့မှန်နော်မှန်တက်နေတာဆိုတာအဲ့ဒါမာနကိုပြောတာဒါကြောင့်သူ့ကိုရေးရင်ဘယ်လိုရေးတော့မရေးချနငယ်တက်ပြီးတော့ရေးတယ်နော်မှန်ဟုတ်လားအခုကအဲ့ဒီမှန်မဟုတ်ဘူးသူကမာရမှန်၅ပါးကိုအောင်မြင်တော်မူသောမြတ်စွာဘုရားလို့သုံးတဲ့နေရာမှာရေးတဲ့ပြောတဲ့မှန်မာရမရေးချရာကောက်တက်ပြီးတော့ရေးတာနော်အဲ့ဒီမှန်ကိုသူကစစ်ထိုးခိုင်းတယ်အဲ့တော့မှန်က၅မျိုးရှိတယ်လို့ကျမ်းစာတွေထဲမှာဖွင့်ဆိုတယ်ဒေဝဗုဒ္ဓကိလေသာနဲ့ခန္ဓာမစ္စုမှတ်ရှုဘိသင်္ခါမှန်၅ပြားကိုဒေဝဗုဒ္ဓဆိုတာဝတ္တပတိနတ်ပြည်ကသိုးသွန်းတဲ့နှစိတ်ထားရှိတဲ့မန္နကိုပြောတာဒီမန္နကလည်းပဲတန်တရားထွတ်မြောက်အောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုသူကမကြိုက်ဘူးဒါကြောင့်အနှောင့်အယှက်ပေးတာတွေပါလေရှိတယ်ဆိုတာကိုဒါဘုန်းကြီးတို့မှတ်တမ်းတွေအရာအစဉ်အဆက်ပြောစကားတွေအရာကြားရဘူးတယ်ပေါ့နော်မန္နဆိုတာဟုတ်လားအဲ့ဒါဘာမှမဟုတ်ဒေဝဗုဒ္ဓမှာဒေဝဗုဒ္ဓကိလေသာနဲ့ဟောလောဘဒေါသမောဟလည်းမှန်ပဲအဲ့တော့မာရဆိုတဲ့စကားလုံးရဲ့
မူရင်းဓာတ်ရိုက်အဓိပ္ပာယ်ကသေမင်းလို့အဓိပ္ပာယ်ရအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ပြောမှပို့ပြီးတော့ရှင်းပါအဲ့ဒါပြီးတော့ပြောရမယ်နော်ဒေဝဗုဒ္ဓကိလေသာနဲ့ခန္ဓာဒီခန္ဓာယုတ်ခန္ဓာနာမ်ခန္ဓာဒီခန္ဓာဟာလည်းပဲမှန်ပဲဟောဆို तू ကလည်းဘယ်သူမှမတတ်လဲ तू ဟာ तू တတ်မှာ तू ကဟုတ်လားဒါကြောင့် तू ဒီပင်လင်အသက်ခံရတဲ့အရာ तू ဒီပင်လင်တတ်တတ်တဲ့အရာအဲ့ဒါ तू ဒီပင်လင်သေမင်းပဲ तू ကနော်ဒေဝဗုဒ္ဓကိလေသာနဲ့ခန္ဓာမစ္စုဒီမရဏသဘောသေဆုံးသွားတဲ့သဘောဟာလည်းပဲမှန်ပဲ तू တော့ဓာတ်ရိုက်ပေါ့နော်ဒါဖြစ်နိုင်တာတွေကိုပြောထားတဲ့သဘောလို့လည်းဆိုနိုင်ပါတယ်ဒေဝဗုဒ္ဓကိလေသာနဲ့ခန္ဓာမစ္စုမှတ်ရှုဘိသင်္ခါမှတ်ရှုဆိုတာတော့ तू ကကာယံကိုက်အောင်ယူထားတာပေါ့လေအဘိသင်္ခါရဆိုတာဘဝအကောင်းဆုံးအမျိုးမျိုးကိုဖြစ်ပေါ်စေတဲ့ကုသိုလ်ကအကုသိုလ်ကံတရားတွေကိုပြောတာစောတော်တော်ကပြောလိုက်တဲ့စေတနာကောင်းဆောင်တဲ့စေတသိက်50သင်္ခါရခန္ဓာအကြောင်းပြောရတာရှိတယ်လေဟုတ်လားအဲ့ဒါအဘိသင်္ခါရဆိုတာကုသိုလ်ကအကုသိုလ်ကံဘဝကောင်းဘဝဆိုးကိုဖြစ်စေတဲ့အကြောင်းတရားဘာဖြစ်လို့သူတို့ကိုမှန်လို့ပြောတာတုံးဆိုတော့နော်ဆိုကြပါစို့ကိလေသာကိုဘာကြောင့်မှန်လို့ပြောသလဲနော်ကိလေသာဟာသေမင်းပဲဘာလို့ဆိုသေတတ်တဲ့ဘဝကိုဖန်တီးလို့ဘဝဖြစ်ပြီဆိုရင်သေရလိမ့်မယ်ဒါကြောင့်ဘဝကိုကလည်းသေမင်းပဲဘဝကိုဖြစ်စေတတ်တဲ့ကိလေသာဟာလည်းသေမင်းပဲသေနေတဲ့သေခြင်းတရားကလည်းသေမင်းပဲအတူတူပါပဲဟုတ်လားအကုသိုလ်တရားကုသိုလ်တရားတွေလည်းကောင်းသောဘဝဆိုးသောဘဝကိုပို့တတ်တယ်ဖြစ်စေတတ်တယ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဘယ်ဘဝဖြစ်ဖြစ်ဘာလို့အောင်လို့သေရမှာပဲသေမင်းနယ်ပယ်သေခြင်းတရားနယ်ပယ်ထဲမှာပဲအကျုံးဝင်နေတဲ့အရာတွေဒါကြောင့်သူတို့ကဘာလို့ခေါ်တော့မာရအဲ့ဒီမာရကိုစစ်ထိုးရမယ်တဲ့မာရကိုကိုယ်ယံသူလို့နားလည်ရမယ်ဟုတ်လားမာရကိုကိုယ်ယံသူလို့နားလည်ရမယ်အဲ့ဒီမာရကိုစစ်ထိုးတဲ့အခါမှာလက်နဲ့ကင်ဆွဲရမယ်အဲ့ဒီလက်နဲ့ကဘာလဲတော့ပညာသိတာမြင်တာနားလည်တာပညာလက်နဲ့ဖြင့်တာလေမာရဆိုတဲ့ယံသူဟာပျက်စီးရိုးထုံးစံရှိတယ်ဒါကြောင့်မြတ်စွာဘုရားအရဟတမေဉာဏ်ကိုရပြီဆိုတော့ကိလေသာယံသူကိုအရဟတမေဉာဏ်တန်လည်းဖြင့်အကျွမ်းမဲ့ပယ်တတ်ဝါဒနာအငွေ့တတ်တဲ့ကွာ1500သောကိလေသာတို့မှာဝေးကွာစရှိတဲ့ဖြင့်မြတ်စွာဘုရားရဲ့အရဟံဂုဏ်ကိုချီးကျူးပူဇော်ကြတာတွေရှိတယ်ဗောနော်အဲ့တော့ပြောရင်ဒါဘာတော့ဒီသေမင်းဆိုတဲ့မန်ကိုမြတ်စွာဘုရားကပညာလက်နဲ့ကင်ဆွဲပြီးတော့စစ်ထိုးခိုင်းတယ်အဲ့တော့ဘုန်းကြီးတို့ကဘာရှိဖို့လိုဆိုတော့လက်နဲ့ကောင်းရှိဖို့လိုမယ်ဗောနော်ကိုယ့်ရဲ့လက်နဲ့ကအစွမ်းတတိထက်မြက်တဲ့လက်နဲ့အဖြစ်အဆင့်မြင့်ဖို့လိုမယ်ပေါ့ဟုတ်လားဒါပညာကတော့အဆင့်အမျိုးမျိုးရှိတာ哦မနေ့ကတော့နည်းနည်းပြောလိုက်သေးတယ်နော်စိတ်တွေရဲ့စွမ်းအားတတိကိုစေတနာတို့ရဲ့စိတ်ထားတို့ရဲ့စွမ်းအားတတိကိုသိတာမြင်တာလည်းပညာကောင်းတဲ့စိတ်ထားအစဉ်ပြေမှုချမ်းသာမှုတွေကိုဖြစ်စေတယ်မကောင်းတဲ့စိတ်ထားဟာဆင်းရဲမှုအစဉ်မပြေမှုတွေကိုဖြစ်စေတယ်ဒီအခြေခံအမြင်လေးကလည်းခိုင်မာလေးကောင်းနေပဲမကောင်းတဲ့စိတ်ထားမမွေးရဲဘူးလေဒါနဲ့ကိုတော်တော်ကောင်းနေပြီနော်ကောင်းတဲ့စိတ်ထားဆိုးတဲ့စိတ်ထားတို့ရဲ့စွမ်းရည်တတ္တိကိုမြင်တာပညာပြီးရင်ဆက်တက်မယ်အခြေခံအကြဆုံးအမှန်တရားဘာတော့ပုဂ္ဂိုလ်တ attva တကယ်မရှိဘူးတဘာဝတရားတွေဖြစ်နေတာကိုပို့ပြီးတော့ရှင်းတဲ့ရှင်းလင်းတဲ့လင်းအောင်မြင်အောင်လုပ်ရမယ်အဲ့ဒါဘာတော့ပညာဘုန်းကြီးတို့ကင်ဆွဲရမယ်လက်နဲ့ဆိုတာအဲ့ဒါနော်ပြီးရင်ဘာတော့ဘယ်ရာကဖန်ဆင်းလို့မှဖြစ်နေတာမဟုတ်ဘူးအကြောင်းပဲဖြစ်နေကြတာလည်းမဟုတ်ဘူးအကြောင်းအကျိုးချိတ်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝတွေလို့မြင်ရမယ်ဒါကြောင့်ကောင်းခြင်းလည်းကောင်းအောင်လုပ်လို့ရတယ်ဆိုးခြင်းလည်းတော့ဘယ်သူမှမရှိဘူးเนาะလှုပ်လိုက်လို့သာဆိုးသွားတာဆိုးခြင်းတာတော့မရှိဘူးဒါပေမဲ့ဆိုးတဲ့အကြောင်းကိုလုပ်ရင်တော့ဆိုးလိမ့်မယ်ဟုတ်လားအဲ့တော့ကိုကဘယ်လိုပြောမလဲနားလည်မှုမြင့်လာတဲ့အခါကျတော့နားလည်ပေးနိုင်တာတွေများလာတဲ့အခါခံစားမှုတွေမလိုလားအပ်တဲ့ခံစားမှုတွေဟာလျှော့ပါသွားတာပေါ့ဆိုးလာပြီဆိုတော့ဩငါဆိုးအောင်လုပ်ထားတဲ့အကြောင်းရှိလို့ပေါ့ဒီလိုလေးတွေးမိသွားရင်ဘာဖြစ်သွားတာတော့နားလည်မှုကမြင့်သွားတာနော်နားလည်မှုမြင့်သွားတော့မလိုလားအပ်တဲ့ခံစားချက်တွေဘာဖြစ်သွားတော့နည်းသွားတယ်ဟုတ်တယ်မဟုတ်လားဒါပညာရဲ့စွမ်းအားတွေကိုပြောနေတာဟုတ်လားဒါကြောင့်အကြောင်းအကျိုးကိုမြင်တာအလွန်ကြီးမားတဲ့ပညာပဲအဲ့ဒါကြတော့အရင်ပြောစရာကောင်းတယ်ပြီးခဲ့တဲ့တရားစခန်းတုန်းကအကြောင်းအကျိုးတွေကိုဖော်ပြတဲ့သုတ်တန်လေးကြီးစုပြီးတော့ဘုန်းကြီးဟောတာအဲ့ဒီဟာတွေအခုလိုင်းပေါ်ရောက်ပြီနဲ့တူတယ်တီးဖြတ်လို့တော့ပြီးသွားပြီနော်ကောင်းစွာနားလည်ထားရမည်သုတ်တန်များဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ပြောတာအကြောင်းအကျိုးသိဖို့ရာကအလွန်အရေးကြီးလို့ဟုတ်လားအကြောင်းအကျိုးကိုသိတယ်ဆိုရင်ဖြစ်ချင်ရင်လည်းဖြစ်အောင်လုပ်လို့ရတယ်မဖြစ်ချင်ရင်လည်း
ဖြတ်ချလိုက်လို့ရတယ်အကြောင်းအကျိုးကိုမသိဘဲနဲ့ဖြစ်ချင်ဖြစ်အောင်လုပ်လို့မရဘူးမဖြစ်ချင်ဘူးဆိုရင်လည်းမဖြစ်အောင်လုပ်လို့မရဘူးအခုကျတို့ကဘဝကိုဒုက္ခလို့နားလည်လာတဲ့တနေ့ဘဝဆိုတာကိုမြန်ရက်ဆိုင်ပြစ်ချင်တယ်ချုပ်ငိမ့်သွားစေခြင်းတယ်ဆိုရင်ဘဝဆိုတာအကျိုးရလတ်ပဲတကယ်ကအကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတရားပါတော့ကိလေသာတရားအဲ့ဒါမဖြစ်အောင်ဘုန်းကြီးတို့ဘာလုပ်ရမလို့ကြိုးစားရမယ်ဒီလိုထိသူကနားလည်သွားမယ်နော်ဒါကြောင့်အကြောင်းအကျိုးကိုသိတာလည်းဘာလို့ပညာတဲ့ဟုတ်ပြီနော်ပြီးရင်ပညာအစစ်မြင့်ရမယ်ဘယ်ရောက်သွားမလို့အနိစ္စဒုက္ခအနတ္တကိုသိတာအချိန်တိုင်းပြီးဆုံးလိုက်နေတာတွေကိုသဘောပေါက်လာတယ်နော်ဒါကတုံညကိုနားလည်ဖို့အတွက်ဓာတ်ရိုက်သွားနေတာဘာမှအဖတ်မတင်ဘူးဘာမှအဖတ်မတင်ဘူးဒါကြောင့်ဘုန်းကြီးကနော်ဓာတ်ပုံရိုက်ကြတဲ့အခါမှာလောက်ကြဒါလေးတစ်ခုပဲအဖတ်တင်တာဆိုအဲ့ဒါတင်စားပြောတာဟုတ်လားကျန်တာတွေကပြီးသွားတယ်ဓာတ်ပုံတွေကပြန်ကြည့်ခြင်းကြည့်လို့ရတယ်ဒါဓာတ်ပုံကိုမပြတ်ဘူးလို့ဆိုလိုတာပြောတာမဟုတ်ဘူးဒါကနော်ရဲစရာလိုနဲ့ပြီးဆုံးသွားတဲ့သဘောတွေကိုတွေးမိအောင်လို့ပြောတာအဖတ်တင်တာဆိုလို့ဒါလေးပဲရှိတယ်ဆိုတာသူကလည်းတကယ်အဖတ်တင်တဲ့ကိစ္စတော့မဟုတ်ဘူးဟုတ်လားဒါပေမဲ့လို့ကျန်တာကတော့တကယ်ကိုပြီးပြောက်ပြီးသွားတာဓာတ်ပုံလေးကမှငါဘယ်တော့မှဘယ်နားမှာဘယ်လိုလေးလုပ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းလေးအနေနဲ့သူကမှမြင်လို့ရသေးတယ်ဟုတ်လားတကယ်ဖြစ်ရကြီးကဘာဖြစ်သွားတာလုံးဝပြီးသွားတာဘယ်တော့မှပြန်ပြီးတော့မတွေ့နိုင်တော့ဘူးလုံးဝကိုထားခဲ့ရတာနော်အဲ့ဒီနဲ့နဲတဲ့အမှန်တရားလေးကိုဘုန်းတို့ရိပ်မိအောင်လုပ်ရမယ်ဒါအနိစ္စကိုမြင်ဖို့ပြောပြတာနော်သာဝရပြီးဆုံးသွားတာလက်လွတ်ဆုံးရှုံးသွားတာပျောက်ပြက်သွားတာအများကြီးနားလည်အောင်လုပ်ရမယ်အနိစ္စကိုအဲ့ဒါကိုနားလည်ခြင်းတဲ့ဆိုရင်အဲ့ဒါတတိပဋ္ဌာန်ဘာဝနာကိုစောင့်ချပြီးတော့ပွားများပစ္စုပန်ဖြစ်ရတဲ့အတိုင်းကိုတတိထားတဲ့အလေးကျင့်ကိုမွေးမြူလို့ရှိရင်အဲ့ဒီအနိစ္စကိုသိနိုင်တယ်အဲ့ဒီအနိစ္စကိုသိပြီဆိုလို့ရှိရင်ဒုက္ခကိုသိဖို့အနတ္တကိုသိဖို့အများကြီးလွယ်ကူသွားလိမ့်မယ်ဘာမှနော်ကိုးစားလောက်တဲ့အရာတွေအာကိုတိုက်တဲ့အရာတွေမဟုတ်ဘူးကောင်းမွန်တဲ့အရာတွေမဟုတ်ဘူးဆိုတာအလိုလေးအောင်သဘောပေါက်သွားနိုင်မယ်အစကဒုက္ခကိုနားလည်တာကအော်ဟစ်ညည်းညူနေရတာစိတ်တိုင်းမကြဖြစ်နေရတာဆင်းရဲတာတွေပင်ပန်းတာတွေကိုပဲကိုယ်ကဒုက္ခလို့သိတာ哦အခုဒီဟာကြတော့အဲ့ဒီသဘောမျိုးကိုပြောတာမဟုတ်ဘူးသူဘာကြီးဖြစ်နေနေဘာမှလည်းမဟုတ်ပါလားဟောဒီသဘောကိုပြောတာမကောင်းဘူးလို့စိတ်ကနားလည်သွားတာကိုပြောတာဟုတ်လားအဲဒီလိုဖြစ်နေတဲ့ကိစ္စကြီးကိုလည်းပဲသူအကြောင်းရှိသလောက်သူကတော့ဖြစ်နေမှာပဲမဖြစ်အောင်လည်းကိုလှုပ်လို့မရဘူးဘလို့လေးဖြစ်ခြင်းတဲ့ဆိုလို့လည်းပဲကို့မှာဘာမှဝင်ရောက်ဆွတ်ဖက်လို့လည်းမရအောင်သူဒီတိုင်းကြီးတန်းကြီးသွားနေတာအဲ့ဒါပါတော့အနတ္တဟုတ်လားအဲ့ဒါလိုနဲ့နေတဲ့အမှန်တရားတွေကိုမြင်လာမယ်သိလာမယ်ဆိုရင်ပညာလက်နဲ့ဟာဘာဖြစ်လာပြီတော့အများကြီးထက်မြက်လာတယ်အစွမ်းရှိလာတယ်ဗောနော်နောက်ဆုံးသစ္စာလေးပါးကိုထွန်းဖောက်ပြီးတော့သိတဲ့မဲ့ညာအဲ့ဒီမဲ့ညာကြတော့မြတ်စွာဘုရားဘလို့ဟောတော့ယာယံနိဗ္ဗေဒဂါမိနီကိလေသာအဆိုင်ခဲကိုဖောက်ခွဲဖျက်ဆီးပြစ်နိုင်သောအစွမ်းရှိသောနော်တင်စားပြောတာနော်လောဘဒေါသမောဟကိုအဆိုင်ခဲလို့များတင်စားပြောမယ်ဆိုလို့ရှိရင်အဲ့ဒီအဆိုင်ခဲကိုလုံးဝပျက်စီးသွားအောင်မှုညံ့ညက်ကြေးသွားအောင်ဖောက်ခွဲပစ်လိုက်တယ်ကြောက်တောင်ကြီးတွေကိုဒိုင်းတစ်ပိုင်းနဲ့ခွဲပစ်လိုက်တယ်ဝုံဒိုင်းဆိုအကုန်လုံးဟာပုံပြက်ပန်းပြက်လွင့်စင်ကြေမွသွားတယ်ဟုတ်လားအဲ့ဒါလိုပဲလောဘဒေါသမောဟဆိုတဲ့ကိလေသာအဆိုင်ခဲကိုပညာဟာဖောက်ခွဲဖျက်ဆီးပြနိုင်တယ်အစွမ်းရှိတယ်အဲ့ဒီအစွမ်းကြတော့ဘယ်အဆင့်ထိရောက်မှရမှာတော့ဆိုတော့သစ္စာလေးပါးကိုသိတဲ့အဆင့်ရောက်မှရမယ်ပေါ့နော်အဲ့ဒါကဘုန်းကြီးတို့ပန်းနိုင်ထားရမယ်ဉာဏ်ပညာအဲ့ဒါဘုန်းကြီးကဘာလို့စူးစမ်းပြီးတော့ရှင်းပြနေတာတော့ယောဒေထမာရံပညာဥဒေနပညာလက်နက်ကိုကင်ဆွဲ၍မန်ကိုရှစ်ထိုးကြဆိုတဲ့စကားကိုရှင်းပြတာဟုတ်လားအဲ့လိုမျိုးဘုန်းကြီးတို့ကြိုးမအားထုတ်တဲ့အခါမှာစစ်မှန်တဲ့အောင်မြင်မှုလေးတွေရလာလိမ့်မယ်နော်ဇိတင်စရခေအဲ့ဒီရလာတဲ့အောင်မြင်မှုကိုမပြည့်စည်စေနဲ့တဲ့ဒါလေးကိုထိန်းထားသိတဲ့အသေးလေးကိုပျောက်ပြတ်မသွားစေနဲ့ဆိုလိုတာကတရားကိုလှုပ်တယ်လှုပ်ပြီးတော့မိမိရောပြစ်ထားပြန်ရောတချို့ဒကမာကြီးတွေဘုန်းကြီးကိုရှောက်ဖူးတာလေးတွေခဏအမှတ်ရတယ်တပည့်တော်ဘေးအသက်အရွယ်တုန်းကတရားလှုပ်ပြီးတော့အဲ့ဒီနောက်တပည့်တော်မေ့ပြီးတော့နောက်ပိုင်းဟာတခါတည်းနှစ်20 30လောက်ရောက်မှပြန်ပြီးတော့အမှတ်ရတာတွေရှိတယ်အဲ့တော့လူကဘာဖြစ်နေမို့ဆိုတော့ပုံပြက်ပန်းပြက်ဖြစ်နေပြီဘယ်ပိုင်းလို့ဆိုတော့စိတ်ကိုပြောတာဟုတ်လားတိဆောက်ကခက်သွားပြီလောကဓာတ်ထူထောင်တာတွေသူ့မှာဘယ်လိုပြောမလို့နော်စိတ်အခြေအနေကအရန်ကြီးကိုယာရင်သွားတာပေါ့နော်အဲ့ဒါဘာလို့တောင်ဆိုတော့သူ့ရဲ့ရတဲ့အောင်မြင်မှုလေးကိုသူမထိန်ခဲ့ဘူးနော်သိခဲ့တာလေးနည်းသိခဲ့တာလေးတွေရှိတယ်အဲ့ဒါလေးတွေကိုပြီးပြောက်ဒီတိုင်းထားလိုက်တယ်အမှန်ဆိုရင်ဒါလေးကိုဘာလို့အောင်လို့စိတ်ဝင်စားမှုအပြည့်နဲ့စိတ်ကိုထိန်းတဲ့နေပေါ့နော်ဒီမှာမြတ်စွာဘုရားအဲ့ဒါကိုတိုက်တွန်းတာဇိတင်စရခေ
အောင်အပ်ပြီးဒီကိုလည်းစောင့်ရှောက်ရမယ်လို့အဲ့လိုဟောတာအဲ့တော့ကိုဘလို့အောင်မြင်မှုလေးတွေရထားတယ်လေအောင်မြင်မှုရတယ်ဆိုတာဘယ်လောက်နားလည်ထားတယ်လဲလို့ပြောတာပါဟုတ်လားနားလည်မှုလေးတွေရပြီအဲ့ဒီနားလည်မှုလေးတွေကိုမျက်ခြေမပြတ်နဲ့အဲ့ဒီနားလည်မှုလေးတွေကိုထိန်းထားနားလည်မှုလေးနဲ့ဆက်ပြီးတော့နေဒီလိုပြောရင်လားဇိတင်စာရခေပြီးတော့ဗာပြောပြည့်စုံတဲ့ဒီဒေသနာလေးကအနိဝေသနောတိရတယ်အဲ့ဒီအောင်မြင်မှုကိုตาယာရှင်မှုပြီးတော့လည်းမနေနဲ့တဲ့ဟုတ်လားကောင်းတယ်နော်ကျွတ်တို့ကตาယာမှုရင်မှုမှုဟာအရာရာတိုင်းမှာသူကကပ်ပြီးတော့လိုက်နေတာဟုတ်လားလောကီလိုအစဉ်ပြေတာတွေကောင်းမွန်တာတွေတွေ့မှစိတ်ကตาယာတာမဟုတ်ဘူးဒီတရားပိုင်းဆိုင်ရာအစဉ်ပြေနေရင်လည်းရှေ့ဆက်မတက်တော့ဘဲနဲ့ကိုယ့်ကိုဟုတ်ကြီးထင်ပြီးတော့အဲ့ဒါမန်ဝင်တဲ့ဘက်တွေသူများကိုထင်သေးတာမျိုးတွေအဲ့ဒီဘက်ထိသူကအကျိုးတရားမှုကရှိသွားနိုင်တယ်အဲ့ဒါလည်းသတိထားဖို့လိုတယ်နော်တရားနဲ့ပတ်သက်ပြီးတော့အများကြီးမနေ့ကတခါလေးတယောက်ပြောတော့ချိုးကတရားစကားတွေအများကြီးဝင်နေတဲ့တရားတွေဘလို့ထိုင်နေဘလို့တပည့်တော့အဲ့ဒါသူတို့ရဲ့မန်တွေကိုပဲမြင်နေရတယ်တဲ့အမလီသူကပြောတတ်တယ်နော်ဘာတွေကိုပဲမြင်တာမန်တွေပဲမြင်နေရတယ်တဲ့ဘာတရားမှမရှိဘူးတဲ့ဒါသူသုံးတတ်တာကိုပြောတာဘုန်းကြီးမပြောဘူးဟုတ်လားအဲ့တော့မြတ်စွာဘုရားအကုန်မြင်တယ်ပေါ့နော်အောင်အပ်ပြီးဒီကိုလည်းပဲစောင့်ရှောက်ရမယ်ပြီးတော့ဗါတော့ရရှိထားတဲ့အောင်မြင်မှုကိုလည်းပဲตาယာရှင်မှုမနေနဲ့အဲ့လိုဟောတဲ့ဒေသနာတွေလည်းအများကြီးတော့ရှိပါတယ်သူကယဟန္တာမဖြစ်မချင်းဘယ်တော့မှရက်မနေနဲ့လို့ဟောတဲ့ဒေသနာတွေအများကြီးရှိဟုတ်ပြီနော်အဲ့လိုဆိုလို့ရှိရင်ဒီဂါထာလေးကတရားဘာဝနာအလို့ကိုစိတ်ဝင်စားတဲ့ပုဂ္ဂိုလ်တွေအတွက်တော့စဉ်းစားပွဲဆင်ခြင်ပွဲနှလုံးသွင်းပွဲကိုယ့်ရဲ့စိတ်ထဲမှာတော့ရှင်းရှင်းလင်းလင်းနားလည်မှုအပြည့်နဲ့မှတ်သားထားတဲ့အကြောင်းအရာတစ်ခုလို့ဘုန်းကြီးကမြင်မိလို့ဒါလေးကိုပြောပြတာနော်ဏိဂုံးရုပ်အနေနဲ့အစာအဆုံးပြန်ပြောမယ်ဟုတ်လားကုံဘူပမံကာယမိမံဝိရိတဝါနဂရုပမံစိတ္တမိတံထပိတဝါယောဒေထမာရံပညာဟုဒေနဇိတင်္စရခေအနိဝေတနောတိယခန္ဓာကိုယ်ကြီးကိုကွက်ပြက်လွယ်တဲ့မြေအိုးတစ်လုံးလို့နားလည်ထားရမယ်ကိုယ့်ရဲ့စိတ်ကိုကြတော့ဘလို့လောကရန်နေနဲ့ပဲတွေ့တုံ့လုံးမှုမရှိအောင်ခိုင်မာတောင့်တင်းတဲ့မြို့ကြီးတစ်မြို့လိုဖြစ်အောင်တိဆောက်ထားရမယ်ယောဒေထမာရံပညာဥဒေနအတိဉာဏ်ပညာအလိမ္မာဆိုတဲ့လက်နက်ကိုကင်ဆွဲပြီးတော့ကိလေသာမန်ရန်သူကိုစစ်ထိုးရမယ်အောင်မြင်မှုရလာတဲ့အခါမှာအဲ့ဒီအောင်မြင်မှုကိုပျောက်ပြတ်မသွားအောင်စောင့်ရှောက်ရမယ်ရရှိထားတဲ့အောင်မြင်မှုကိုလည်းပဲตาယာရှင်မှုချင်းမပြုရဘူးတဲ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားအဓိကထားပြီးတော့အသိဉာဏ်ရဖို့အတွက်နိဗ္ဗေလမ်းပြညွှန်ပြထားတဲ့မဟာသတိပဋ္ဌာန်သုတ်တန်ကြီးနဲ့အညီကျင့်ကြံကြိုးကိုအထုတ်ပြီးတော့နောက်ဆုံးတရားတို့တရားမြတ်ကိုရသည့်အထိကြိုးစားအထုတ်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဖရာတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝေရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း